မင်္ဂလာပါဒီနေ့ကတော့100 day of visualization ရဲ့ကျွန်တော်တို့ day 17ပေါ့နော်day 17မှာကျွန်တော်က Hyper-V failover cluster validation ပေါ့နော်အဲ့ဒီခေါင်းစဉ်နဲ့ကျွန်တော်ပြောပြပေးမှာပေါ့နော် Okay အဲ့တော့ကျွန်တော်တို့မနေ့ကဆိုကျွန်တော် AD ပဲ join ပြီးတော့ပြီးကျွန်တော်ဗာလဲ share story လည်း create လုပ်ပြီးသားပြီပေါ့နော်အဲ့တော့ကျွန်တော်အရေးကြီးဆုံးဟာတစ်ခုကြံတယ်ဗာလဲဆိုတော့ကျွန်တော်တို့ဒီ Hyper-V role တွေ on ပေးရမှာပေါ့နော်ပြီးတော့ကျွန်တော် failover cluster လုံးမှာဖြစ်တဲ့အတွက် failover cluster လည်းပြန် on ပေးရမယ်เนาะโอเคအဲ့တော့အရင်ဆုံးကျွန်တော် share story ကိုပြန်သွားကြည့်မယ် connect ဖြစ်နေပြီเนาะ connected โอเคအဲ့တော့ကျွန်တော် Hyper-V 01နဲ့02ပေါ့နော်အဲ့ဒီနှစ်ခုမှာ Hyper-V role နဲ့ sorry failover cluster role ပေါ့နော်အဲ့ဒီ role နှစ်ခုကိုထည့်ပေးရမယ်ပြီးတော့မှကျွန်တော် cluster validation လုပ်ရမှာပေါ့cluster validation ကဘာလို့လုပ်ရလဲဆိုကျွန်တော် cluster create မလုပ်ခင်ပေါ့နော်ကျွန်တော် requirement တွေကဒီမိဖြစ်ရလားပေါ့နော်ဒီ Hyper-V နဲ့ဒီ sorry ဒီ hardware နဲ့ကျွန်တော်လုပ်ထားတဲ့ config နဲ့ဒီ cluster နဲ့ကတကယ်မိဖြစ်လားဆိုတော့ကျွန်တော်စစ်တာပေါ့နော်အဲ့လိုစစ်ပြီးတော့မှပဲလောက်တာအကောင်းဆုံးပဲပြီးရင်သူ့မှာ report ထွက်တယ်ပေါ့နော်အဲ့ report ကိုကြည့်ပြီးတော့မှကျွန်တော်ကဘယ်နေရာတွေလိုတယ်လိုတဲ့နေရာတွေပြန်လိုက်ဖြည့်ပြီးတော့ cluster ကိုဆက်တက်လုပ်အောင်ပေါ့နော်ဒီတိုင်းသွားလုပ်လိုက်လဲဆိုရင်ကျွန်တော်တို့က create တော့ဖြစ်သွားရင်မဲ့တခါလေကြာ issue တက်နိုင်တာမျိုးတွေအများကြီးဖြစ်တတ်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော် validation လုပ်မယ် validation မလုပ်ခင်ဒီဆုံးကျွန်တော်ဘာလုပ်ရမလဲဆိုတော့ arrow in feature ထဲမှာ Hyper-V ပေါ့နော်ဒီကောင်ကို on ပေးရမယ် Okay ပြီးကျွန်တော် failover clustering ဆိုတာကိုအလုပ်ပြရမယ်ပြီး next ဒီကောင်ပဲ next ပဲเนาะဒါကျွန်တော်ရှေ့မှာတော့ပြောပြီးသွားပြီဒီဟာဒီလိုလိုရရင် restart ကြလို့ရအောင် next install okay အဲ့တော့ဒီဘက်ကိုလည်းအဲ့လိုပဲကျွန်တော် arrow in feature ထဲမှာ sorry cancel Hyper-Vပြီး failover clustering okay အဲ့တော့ဒီနှစ်ခုတင်ပြီးသွားရင်ကျွန်တော်တို့က restore to repair drive okay ဒါဆိုသူက reboot ကြသွားပြီပေါ့နော် reboot ကြပြီးကျွန်တော်ပြန်တက်လာတယ် cluster စပြီးတော့လုပ်လို့ရပြီပေါ့နော်cluster မလုပ်ခင်ကျွန်တော်အရင်ဆုံးဒီ video ကတော့ validation အရင်လုပ်မှာပေါ့နော်
โอเคကျွန်တော်ပွင့်လာပြီဟုတ်ကျွန်တော်ဝင်လိုက်မယ်ကျွန်တော်ဒီ2 step မှာကျွန်တော် failover cluster နဲ့ Hyper-V တွေပေါ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်ဒါ row တင်ပြီးသားပြီမလို့ပေါ်နေတာပေါ့နော်တကယ်လို့ row မတင်ရသေးဘူးဆိုရင်ကျွန်တော်ဒီမှာပေါ်မှာမဟုတ်ဘူး okay โอเค installation ကဆက်ဆက်ဖြစ်တယ်โอเคပြီးသွားပြီဆိုကျွန်တော်2 step က failover cluster manager ပေါ့နော်โอเคအဲ့ဒီပေါ်ကိုကျွန်တော်သွားလိုက်မယ်ကျွန်တော် cluster လုပ်မယ်ဆိုရင်အဲ့ဒီကိုသွားပြီးတော့လုပ်ပေးရမယ်ပေါ့နော်ဒီမှာဆိုရင် connect to cluster create cluster validate configuration မှာအဲဒါကျွန်တော် validate configuration လုပ်မယ် base ပြီးကျွန်တော်တို့ဒါ DNS တွေကိုကျွန်တော်ထည့်ရမယ်ဝင် AD sorry HP01 နော်နောက်ဝင် HP02 โอเคအဲ့နှစ်ခုကျွန်တော်ဒါ server နှလုံးကျွန်တော်တွေ့သွားပြီပေါ့နော်ကျွန်တော်တစ်ဖက်ကလုံရင်ရတယ်ပေါ့နော်ဟိုဘက်ဒီဘက်ပြိုင်လို့ကြည့်ရမလို့တစ်ဖက်တည်းကနေလုံရင်ရပြီ next name ပဲပြီးတော့ဒီမှာ run all test ဆိုတာရှိအောက်မှာကျွန်တော် test တွေအကုန်လုံးဥပမာဗျာကျွန်တော် storage ရှိတယ် network ရှိတယ်ပြီးကျွန်တော် cluster config ရှိတယ်တခြားလိုအပ်တဲ့ additional configuration တွေကိုသူကဆက်တာပေါ့ဒါမှမဟုတ် run only test slash ဆိုတော့ကျွန်တော်စစ်ချင်တဲ့ test ကိုပဲကျွန်တော်ရွေးလို့ရတယ်ဒါပေမဲ့အကောင်းဆုံးကတော့အကုန်လုံးစစ်တာအကောင်းဆုံးပဲအဲ့တော့ကျွန်တော် recommended ဖြစ်တဲ့ run all test ကိုရွေးပြီးတော့ next နေလိုက်မယ်နော်ဒီ next ဒါဆိုသူကစပြီးတော့ validation စလုပ်နေပြီနော်ပြီးတော့ရင်သူကဘာထုတ်ပေးမလဲဆိုတော့ report ထုတ်ပေးတယ်ပေါ့နော် report ထုတ်ပေးအဲ့ report ထုတ်ပေးတဲ့ဟာကိုကြည့်ပြီးတော့ကျွန်တော်က configuration ဒီ configuration အဆင်ပြေတာဒါမှမဟုတ် cluster ကလုပ်ဖို့ပြေလားမပြေလားအဲ့ဒါတွေကိုကျွန်တော်တို့ review လုပ်လို့ရမယ်ပေါ့နော်
Okay အဲ့တော့ကျွန်တော် validation အချိန်လေးနည်းနည်းကြာမှာဆိုတော့ကျွန်တော်ကောင်ကိုခဏ pause လုပ်လိုက်မယ်ဗီဒီယို Okay အဲ့တော့ကျွန်တော်တို့ဒီမှာ validation ပြီးသွားပြီဆိုရင်အမှသူက view report ရှိရပါတော့အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးကျွန်တော်ဒီမှာ storage တွေ system configuration တွေမှာ running ပြနေပါတော့ Okay running ပြတာတော့တိတ်တော့ပြတာမရှိဘူးဒါပေမဲ့လုံးဝ fail လို့ပါလို့ဆိုရင်ကျွန်တော်က cluster လုပ်ဖို့အတွက်အဆင်မပြေဘူးပေါ့နော် Okay ပြီးရင်ကျွန်တော်ဒီမှာ create finish ဒါဆိုတော့ကျွန်တော်ဘာလုပ်လို့ရပြီလဲဆိုတော့ cluster create လုပ်လို့ရပြီပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ validation လုပ်တဲ့အဆင့်ပေါ့နော်အရင်ဆုံးကျွန်တော်သိထားမှာတခုကအရင်ဆုံး cluster မလုပ်ခင် validation အရင်လုပ်ရမယ် validation လုပ်ဖို့အတွက်လိုအပ်တဲ့ config တွေကိုကျွန်တော် ready ဖြစ်အောင်လုပ်ရမယ်ပေါ့နော်ပြီးရင် report ထွက်တယ်အဲ့ report ကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ပေါ့နော် Okay အဲ့ဒီနေ့ကတော့ဒါကျွန်တော် Hyper-V cluster အတွက် cluster မလုပ်ခင်ပေါ့နော် validation လုပ်တဲ့ဟာကိုကျွန်တော်ပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာကျွန်တော် cluster ဆက်လုပ်တာပေါ့နော် Okay ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ